မင်္ဂလာညချလေးပါချမတို့ရေရန်ကုန်မြို့တွင်မှာပေါ့နော်အိမ်ကိုနန်းလေးတွေခေါ်ယူနေပါရဲ့ရှင်ထမင်းရှက်ဝှရှော်တဲ့ရှင်ထမင်းရှက်ဝှရှော်မိဘူးတိုင်းအဲ့ဒါတစ်ဖြစ်ပေါ့နော်နောက်တော့ဘိုးဘွားကြည့်တည်တန်းကလေးတွေတည်တန်းနောက်တန်းရှင်ပေါ့နော်တန်းရှင်ကကြတော့အိမ်တွေမှာလည်းရှိမယ်ရုံးတွေမှာလည်းရှိတယ်ပေါ့နော်တက်ကတော့18ကနေပြီးတော့50အထိခေါ်ပါတယ်ရှင်အလောက်ကတော့ဒီစာညင်းအလုပ်လေးပေါ့နော်နေ့သွားညပြန်လုံးဝမခေါ်ပါဘူးရှင်ရုံးကနေတစင်ခေါ်တဲ့အတွက်လည်းမရိုစီရတယ်ဟိုဆောင်ကလည်းမရိုစီတရားတစ်ချက်မှကျမတို့မယူပါဘူးเนาะပြီးတော့လာစားကတော့ပြောပြပြပေါ့နော်သမီးဒါမိသားစု2ဦးဒါမှမဟုတ်3ဦးရှိတဲ့အိမ်တွေမှာအဲ့လိုမျိုးမိဘူးတိုက်တော့သူတို့3ရက်ဝကိုရှော်ရမယ်ဆိုရင်ဒါအခြေခံလာစားအနေနဲ့3သိန်းခွဲပေါ့နော်ကျွမ်းကျင်တို့ကျမတို့ဘက်ကကျမတို့အနေနဲ့တောင်းပေးပါတယ်ရှင့်နောက်တော့ကလေးလေးဆိုရင်တော့3သိန်းကနေစပေးပါတယ်ရှင့်လာစား3သိန်းကနေစပေးတာပေါ့နော်ဘိုးဘွားကြည့်ဆိုရင်လည်းအခြေခံလာစားကတော့3သိန်းခွဲကနေစပေးထားပါတယ်နောက်သက်ရှင်ဆိုရင်လည်း3သိန်းပါပဲရှင့်ရုံးကနေစင်ခေါ်တဲ့အတွက်လေစားကြောက်လေးကတော့3လရှိရเนาะ3လလုံးနိုင်မှသာလေးဆက်သွယ်ပေးပါเนาะနောက်တစ်ခုကကျတော့နေရနေလာလို့ရှိရင်လဲနေလာတဲ့ညီမလေးတွေကိုကားလေးထိအကြိုပေးပါတယ်เนาะအင်းရှင်ဆိုးရတဲ့ညီမလေးဆက်မာတွေလည်းမပူရပါဘူးရှင်မနေ့ပဲချိန်ထားမလဲညပဲရှင်အေးရမယ်စသဖြင့်ပေါ့နော်ညီမတို့အင်းရှင်နဲ့တိုက်ရိုက်ညှိပေးပါတယ်နော်နောက်တော့လည်းကျမတို့ခေါ်ပြီးတော့ဒီရှင်ကကောင်းတယ်ဆိုပြီးတော့စက္ကနဲ့လည်းကောက်ချက်ပေးတဲ့လူမျိုးလည်းမဟုတ်ပါဘူးเนาะအင်းရှင်ဘလောက်ကောင်းပေါ့နော်ကျမတို့လည်းဘလောက်ရပေါ့အင်းရှင်ဘလောက်ကောင်းတော့ပေါ့ပါအင်းရှင်တခါလေကြာရင်အင်းရှင်တွေကစိုးလာလည်းရှိရလေเนาะဒါပေမဲ့မတို့နဲ့လည်းတိုင်းစကားပြောခိုင်းတာကြိုက်မှသွားဘလောက်ရကျမတို့ကမတို့မသွားချင်းနေအောင်အတင်းပေးသွားခိုင်းပေါ့နော်ဆက်သွယ်မယ့်ဖုန်းနံပါတ်လေးတစ်ချက်ပြောပြပေးပါမယ်ရှင်ဆက်သွယ်မယ့်ဖုန်းနံပါတ်လေးကတော့0916811336ပဲဖြစ်ပါတယ်ရှင်ဆက်သွယ်လိုက်ပါနော်ကျေးဇူးတင်ပါတယ်